အားလုံးပဲမြင်လာပါခင်ဗျာအဲ့တော့ဒီ patient ကြိုဆိုပါရစေဒီနေ့အိမ်မှာဘာချက်လဲဆိုလို့ရှိရင်ဒီဘူးညွန့်ရဲ့မြစ်ကုန်မှာကျွန်တော်တုတ်ပါတယ်ပြီးလို့ရှိရင်ဒီချက်သားကိုတော့ပဲပြားလေးနဲ့တရုပ်လိုချက်မှာဖြစ်ပါတယ်နော်ဒီနေ့ချက်သားနဲ့ပဲပြားနဲ့ချက်မှာပေါ့နော်ဒီဟာကချက်ကြီးကတော့တရုပ်လိုပေါ့နော်ကျွန်တော်ပဲပြားလေးတွေကိုကျွန်တော်တို့အရင်ကြော်ရမယ်နော်ပဲပြားကိုကျွတ်အောင်ကြော်ပြီးလို့ရှိရင်ဒါကမှကျွန်တော်တို့ထည့်ထားမှာပေါ့နော်ဒီမှာပဲပြားလေးတွေကျွန်တော်တို့ကျွတ်လာပြီဆိုလို့ရှိရင်ပကံထဲကိုဆယ်ပြီးထားပါမယ်ပြီးလို့ရှိရင်ချက်သားဆက်ပြီးတော့မှချက်မှာပေါ့နော်ဒီကချက်သားချက်မှာဆိုတော့ဘာထည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဂျင်းတက်တုံဖြူပေါ့နော်ဂျင်းကိုပါပါလေးတိကျလေးထည့်မယ်နော်ပြီးရင်ကျွန်တော်တို့တက်တုံဖြူထည့်မှာပေါ့နော်တက်တုံဖြူလည်းနုံနုံရှင်းထားလေးထည့်နော်ဒါလေးကိုကျွန်တော်နှင်းအောင်အရင်ဆုံးထိတက်ရပါမယ်နော်ဒီမှာတို့ချင်းတက်တုံဖြူလေးရဲ့ဂျင်းနဲ့နေပြီးမှုေးတာဆိုလို့ရှိရင်ဒီမှာအထင်လေးပန့်ရှင်းထားတဲ့ချက်သားထည့်ပြီးတော့မှကျွန်တော်ဆက်ပါမယ်ပြောလို့ပါတယ်လို့ရှိရင်ကျွန်တော်ပိန်းငံပြာကြီးအပြစ်ကိုထည့်ပါမယ်နော်နှစ်စွန်းလောက်ထည့်ပါမယ်လို့ရှိရင်ကျွန်တော်တို့ခယူးစီထည့်ပါမယ်နော်ခယူးစီလည်းကျွန်တော်နှစ်စွန်းထည့်ပါတယ်ပြီးရင်ကျွန်တော်ပိန်းငံပြာကြီးအကြည့်ထည့်ပါမယ်နော်ဒါလေးကိုမှကျွန်တော်ဆက်ပြီးတော့မှချက်ပါမယ်နော်ဒါလေးကိုကျွန်တော်တို့လုပ်ရမယ်နောက်ချက်သားလေးတင်းသွားအောင်ကျွန်တော်တို့ဒါလေးကိုမှချက်မှာပေါ့နော်ဒီမှာကျွန်တော်အသားလေးတင်းလာအောင်ဒီခုနကဒီကြော်ပြီးလို့ရှိရင်ဘာထည့်လို့ရှိရင်ရေထည့်မှာပေါ့နော်ရေထည့်ပါမယ်ချက်သားနူးလောက်ရုံပေါ့နော်တကယ်လို့ကိုကရေကိုများများလေးချက်လို့ရှိရင်တော့များများထည့်ပေါ့နော်ဒါလေးကိုကျွန်တော်စူအောင်ထားပါမယ်နော်ဒီမှာဆိုလို့ရှိရင်ရေဆူလာပြီဆိုလို့ရှိရင်ကျွန်တော်ဗာထည့်မယ်ဆိုလို့ရှိရင်စောစောကကြော်ထားတဲ့ပဲပြားလေးကိုထည့်ပါမယ်ဒီလိုထည့်မှသာလည်းကျွန်တော်တို့ကဒီပဲပြားရဲ့ကိုအရသာတွေဝင်တာပေါ့နော်စောစောလေးထည့်ထားမှာပေါ့နော်ဒါလေးကိုဒါမှကျွန်တော်တို့ဆက်ပြီးတော့မှအသားနူးအောင်ဆက်ပြီးတော့မှချက်ပါနော်โอเคဒီချိန်မှာကျွန်တော်တို့ဗာထည့်မယ်လို့ရှိရင်ညှူကောင်းလေးထည့်ပါမယ်နော်ဒါကျွန်တော်ဘယ်ကနေကောင်းလို့ဆိုလို့ရှိရင် A1 family ကထုတ်တဲ့ညှူကောင်းမှုလေးကျွန်တော်သုံးတာပေါ့နော်ဒီနေ့ကနော်နောက်တစ်ခါဗာထည့်မယ်လို့ရှိရင်ကျွန်တော်စီမွေးထည့်ပါမယ်နော်စီမွေးထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါကိုမှမှုလိုက်မယ်မှုပြီးလို့ရှိရင်ကိုလိုချင်တဲ့အနေထားပေါ့နော်ဟင်းရီပြစ်ကလေးလားဒါမှမဟုတ်ရှင်ဟင်းရီကိုကြက်ကြက်လေးလားပေါ့နော်အဲ့လိုမျိုးအနေထားမျိုးကိုလိုချင်တဲ့အနေထားကိုထားလို့ရပါတယ်ကျွန်တော်တော့နည်းနည်းလေးဟင်းရီကိုနည်းနည်းလေးကြာပြီးတော့မှပြစ်သွားအောင်ထားလိုက်ပါမယ်နော်ဒီအနေထားဆိုရှင်ကျွန်တော်တို့ရပြီပေါ့နော်ကျွန်တော်တို့တကယ်လို့ပဲပြားတယ်မကဘူးကျွန်တော်တို့ကတနွေရဲ့အဆိုဆိုရှင်တနွေရဲ့အဆိုလည်းထည့်ပြီးတော့မှချက်လို့ရတယ်ပေါ့နော်ကဲဒါလေးကိုကျွန်တော်ဒီပြလိုက်ပါတော့မယ်နော်ဒီခါဘာလို့မဆိုလို့ရှင်ကျွန်တော်ဘူးညွန့်နဲ့ညှစ်တုံမှာပေါ့နော်အဲ့တော့ရင်ဆုံးဘူးညွန့်ကိုကျွန်တော်တို့ပြုတ်ပါမယ်ရေဆွေးထဲကိုကျွန်တော်စားလေးနည်းနည်းထည့်မယ်တော့ပြီးလို့ရှင်ကျွန်တော်ဘူးညွန့်ကိုထည့်ပြီးပြုတ်ပါမယ်နော်ပြုတ်ထားတဲ့ဘူးညွန့်ကိုတော့ကျွန်တော်စင်းစင်းလေးဖြစ်အောင်ပြီးလို့ရှင်ဆယ်ပြီးတော့မှရေစိမ်ထားမယ်ပေါ့နော်အဲ့ဆိုရှင်တော့မီးပိတ်ပြီးတော့မှဒီပြုတ်ထားတဲ့ဘူးညွန့်လေးတွေကိုဆယ်ပါမယ်ဆယ်ပြီးလို့ရှင်ကျွန်တော်တို့ရေခဲရေတောင်းလို့ရှင်ရေအေးမှာစိမ်ထားမှာပေါ့နော်ကဲဒါလေးကိုကျွန်တော်ဒီမှာစိမ်ပါမယ်နော်ဒီဒါဆိုတော့ကျွန်တော်ပြုတ်ထားတဲ့ဒီဘူးညွန့်လေးပေါ့နော်ဒါလေးကိုမှကျွန်တော်ရေစိမ်ထားတယ်ပြီးတော့ရေညှစ်ထားတာပေါ့လို့ရှိရင်ကျွန်တော်ဒီမှာညှစ်ထည့်ပြီးတုံးမယ်ပေါ့နော်ညှစ်ထည့်တုံးမယ်တကယ်လို့အိမ်မှာညှစ်6ရှိလို့ရှိရင်ညှစ်6ကိုရေစိမ်ပြီးတော့ထည့်လို့ရတယ်ကျွန်တော်ဒီနေ့ကတော့ပြည့်စုံမှပြန်ပြုတ်ထားတာပေါ့နော်ပြီးရင်ဒီမှာတက်တုံးလေးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ရေပဲကိုခိုင်မြများလေးထည့်မယ်ပဲမှုန့်ထည့်လို့ရှိရင်ပဲမှုန့်ထည့်လို့ရတယ်ပေါ့နော်ပဲမှုန့်တော့မထည့်တော့ဘူးပြီးရင်ဒါကစီချက်နော်စီချက်လေးထည့်နော်ဒီပြီးလို့ရှိရင်ဒါကငံပြားလေးလေးနည်းနည်းထည့်မယ်ရုပ်သီးစိမ့်ကြိုက်ရင်ဒီစိမ့်ထည့်လို့ရတယ်ကျွန်တော်ဒီမှာရုပ်သီးမှုန့်လေးသုံးပါမယ် A1 family ကထုတ်ထားတဲ့ရုပ်သီးလှော်မှုန့်လေးပေါ့အကြက်မှုန့်လို့ခေါ်တယ်ဒါလေးကိုမှကျွန်တော်နေပါမယ်တကယ်လို့ကျွန်တော်ခုနကအရသာမှုန့်ထည့်လို့ရှိရင်အရသာမှုန့်ထည့်ပြီးတုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တော့မထည့်တော့ဘူးရေပဲရဲ့အစိမ့်တက်ကလေးနဲ့ဒီနေ့တုပ်ပါနော်ကင်မရာလေးကိုကျွန်တော်ထည့်ပါမယ်နော်ဒါကတော့ကျွန်တော်စောကချက်ထားတဲ့ပဲပြားနဲ့ချက်သားပေါ့နော်အဲ့ဒီချက်သားဟင်းကိုကျွန်တော်ရမ်းကြိုက်တယ်ဘာလို့ဆိုတော့ခါကျတော့ဒီဟင်းတွေမှာပါတဲ့ gravy မှာပါတဲ့အနှစ်ကြီးအရသာတွေကပဲပြားထဲမှာစုံသွားတာပေါ့နော်အဲ့ဒါကြောင့်ဒီဟင်းလေးကိုကျွန်တော်အရမ်းပုံမှန်ကြိုက်တယ်ပြီးလို့ရှိရင်ဒါကတော့ကျွန်တော်ပဲဘူးညွန့်ပေါ့ဘူးညွန့်ပေါ်မှာဒီကလေးနဲ့တုပ်ထားနော်အခုဒါကတော့ကျွန်တော်ခုနကပြောတဲ့ပင်ကပိနဲ့ငါးနဲ့ပါကဲဒါလေးကိုကျွန်တော်စိုက်ပြီးစားပါမယ်နော်
ဒီလိုဘူးညော့တုတ်ပြီးစားကြည့်မယ်ဒါတော့ရွာမှာတော့အမြင်နဲ့တုတ်ဆန်နေတာနော်